Je suis Ya. Je suis ta. Vous êtes à la Vous êtes à la chaîne chaîne. Yata Yata dit di tout. tu. Hey, ta. 你ကောင်း Ê, လား ê. Nì cao nè, yao nì cao là. အေးကောင်းပါလေအခုတလောဖုန်းကြည့်ပြနေရနဲ့ဆိုရှယ်မီဒီယာမှာဘာတွေတွေ့နေမှမသိဘူးဟိုဟာလောက်တာနဲ့ဒီဟာလောက်တာနဲ့ဘာတွေတွေ့ဖြစ်လို့လဲ ဩဘာလဲမသိပါဘူး aesthetic လောက်တယ်ဆိုပြီးတော့ကို self love ဘာညာဆိုပြီး aesthetic ဆိုပြီးတော့မိန်းကလေးတွေလေဟိုနှစ်ယောက်ဆေးထိုးရနဲ့ဒီနှစ်ယောက်ဆေးထိုးရနဲ့နှာခမ်းလောက်ရနဲ့နှာခေါင်းလောက်ရနဲ့ဟိုအစီဆုပ်ထိုးရနဲ့ဘာတွေမှမသိဘူး အော်ဟုတ်တယ်ဂျားထဲမှာအဲ့ဒါကြီးတွေ့လိုက်တယ်တကယ်တော့အဲ့လိုအစီဆောက်ထုတ်တဲ့ဥစ္စာတွေကအရန်အသက်အန္တရာယ်ပါစိုးရင်ရတယ်နော်တကယ်ကိုအဝလွန်ယောဂဖြစ်နေတဲ့သူတွေအတွက်ကိုလောက်ကြတာလေဟုတ်တယ်လေအဲ့ဒါကိုပြပြင်းတိုင်းတင်းနေဆိုတဲ့သူဟာခေါင်းစဉ်တက်ပြီးတော့ဆိုပြီး self love ဆိုပြီးတော့ဟိုနေဖြစ်နေကြတယ်အဲ့ဒါတွေကလည်းတကယ်ကိုဟိုနေဖြစ်ပြီးတော့သူတို့ပုံစံနေကြည့်ရတယ်ဆိုးရွားနေရတယ်မဟုတ်ပါဘူးဟဲ့တော်တော်များများကအရန်ရုပ်ဆိုးတဲ့လူမပါပါဘူးပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကြောင့်သိရမလားလူတွေအကုန်လုံးမှ insecurity အဲ့လိုမျိုး insecure ဖြစ်ရတာအဲ့လိုပတ်ဝန်းကျင်ရဲ့အရန်လေပြောဆိုတဲ့ဒဏ်ကြောင့်ကိုယ့်ကိုယ် insecure ဖြစ်ပြီးစိတ်မလုံခြုံမဲနဲ့လေသိလားဒီထက်အရန်လှအောင်လုပ်ချင်တာလေอืมပြီးတော့ self love ဆိုပြီးခေါင်းစဉ်တချို့တော်တော်များများဘာနဲ့ရောလဲဆိုတော့ self love လို့ပြောလိုက်လို့ရှိရင်အဲ့လို shopping တွေထွက်ပလိုက်မယ်ငါလိုချင်တဲ့ဟာတွေအကုန်လုံးဝယ်ပလိုက်မယ်အဲ့ဒါငါအတွက် self love อืมအဲ့လိုမျိုးမှားကြတဲ့လူတွေလည်းတွေ့ပူတယ်တခါလေကြာရင်ကိုယ်တိုင်လည်းမတင်မှတ်ပဲနဲ့အဲ့လိုမျိုးမှားတာမျိုးတွေရှိတယ်အရန် stress တွေများနေရယ်အရန်စိတ်ပင်ပန်းနေရယ်ဆိုလို့ရှိရင်စိတ်ထွက်ပေါက်တစ်ခုရှာတာပေါ့လေอืมဟုတ်တယ်လေတကယ်ဆိုစိတ်တော့ထွက်ပေါက်ရှာအဲ့ဒါတွေကဖို့อืม ကိုတကယ်တကယ်တရင်ကခဏအတွက်ပဲဟာဟုတ်တယ်self love ဆိုတာကအဲ peace of mind ပေါ့နော်ကိုယ်စိတ်လေးတည်ငြိမ်အေးချမ်းပြီးကိုယ်စိတ်နဲ့ကိုယ်နဲ့အဲ့လိုမျိုးခေါ်နေလို့ရှိရင်အဲ့ဒါကို self love လို့ခေါ်တယ်လို့ပြောမှာပေါ့နော်ကိုယ်စိอืมတ်နဲ့ကိုယ်နဲ့ကိုတသားတည်းကြာနေလို့ရှိရင်အဲ့ဒါကိုမှ self love ပေါ့အပြင်သွားပြီးတော့မှဈေးတွေဝယ်လိုက်တာကိုဟိုဟာကိုပြုပြင်ဒီဟာကိုပြုပြင်อืมဟိုအစီဟိုအသားဖြူစေးတွေထိုးတာတို့အဲ့ဒါတွေက self love လို့မခံရအောင်တကယ်အဲ့ဒါတွေက self love မဟုတ်ဘူးဟုတ်တယ်လေအဲ့ဒါကလည်းသိရမလားငါတို့မြန်မာပြည်မှာသိရတဲ့အတိုင်းပဲစတွေ့ရနေဟဲ့အမဘွားလာရနော်ပိန်သွားရနော်တားဖြူလာရနော်မဲသွားရနော်အဲ့ဒါတွေနဲ့ပဲကျင်လေအခုတည်းကရှိနေတုံးဆိုတော့ဟဲ့အသားကမဲအသားဖြူလာတယ်လို့အသားမဲသွားတယ်လို့လေဟုတ်တယ်အရန်ပြောကြပဲတော့အသားဖြူသွားတယ်လို့အသားမဲနေတယ်လို့อืအဲมမွေးလာခဲ့ရနေဒီအသားရဲ့အရောင်မဲလေနော်อืมအဲ့တော့အဲ့ဒီဟာကိုအရန်ကြားရပါများတော့အဲ့လိုပိန်တဲ့သူဝါတဲ့သူဖြူတဲ့သူညိုတဲ့သူမှလည်းအဲ့လိုအရန်ကြားရပါများတော့အသားညိုတဲ့သူတွေဆိုရင်လည်းတအားဇွတ်ဖြူကျင်တာပြီးอืมလို့ရှိရင်အဲ့လို make up တွေကိုလည်းလေတအားအဖြူအောင်ကိုယ် skin တုံးထက်ကို5ဆင့်လောက်ကိုဟိုဟာဖြစ်နေတဲ့အရောင်တွေတုံးပစ်ပလိုက်တာတို့အဲ့လိုဟုတ်ပါအရန်နည်းနည်းလေးဟိုပြပြဖိုင်ဖိုင်လေးရှိနေရဆိုရင်အရန်ဝရတယ်နော်လို့ပြောခံရတော့လေတအားဟုတ်ပါစိတ်တွေ insecure ဖြစ်ပြီးတော့မှအရန်နေပိန်အောင်လုပ်ချင်တာတို့ပိန်သွားပြန်လို့ရှိရင်လည်းဘာပြောလဲဆိုဟဲ့ပိန်သွားလိုက်တာအရန်နေဟိုဖြစ်တာပဲနော်ကျက်မကြီးမကောင်းလားဆိုတော့အဲအဲ့ comments တွေကလည်း judge လောက်ကြားရတယ်တာတွေလေอืมอืมဟုတ်တယ်အဲ့ဒါကြောင့်မလို့လေဟိုငယ်လေးတွေကအဲ့လိုမျိုးနဲ့ကျင်လည်ခဲ့ရဆိုတော့မိသားစုထဲမှာပါအဲ့လိုမျိုးကို criticize လုပ်တာခံရတာဆိုအဲ့လိုမျိုးရှိရဆိုတော့လေဒါလေကိုယ့်ရဲ့ self esteem ကအစောကြီးတည်းကမကောင်းတော့ကိုယ့်ရဲ့ ဟုတ်တယ် confidence ကလည်းမရှိပြီးတော့တော့ဘူးလေကိုကိုနိုင်ငံရဲ့ culture ရောကိုဘေးပတ်ဝန်းကျင်မှာကြီးပြင်းလာတဲ့ပုံစံတွေနဲ့လည်းဆိုင်မယ်ထင်တယ်နော်အဲ့လိုမျိုးအဲ့ဒါတွေကဘယ်မှာသွားပြီး affect ဖြစ်လဲဆိုတော့အဲ့လို confidence level တွေအမြဲတမ်းလေကို့မှာရှိနေတဲ့ဟာကိုယ့်အကိုမဖူလုံနေတော့ဘူးကွာသိလားอืม သူများတယောက်ကိုပဲအမြဲတမ်းအားကျနေရတာတွေဟုတ်တယ်လေအဲ့ဒါကြတော့လေအခုနဟိုဟာတပြောသလို self love မှမရှိတာတကယ် self love မှမရှိတာကို appreciate ဖြစ်တာကိုချစ်မြတ်နိုးတာကိုစိတ်ကိုတည်တာကိုယ့်ရဲ့ inner peace လေးဟိုမရှိတာအဲ့လိုမျိုးကြီးဆိုတော့တစ်ဖက်သားကိုပဲဘယ်လိုမျိုးကြည့်ပြီးတော့အပူတွေများပြီးတော့ပဲဟိုရှင်သန်နေရတာဆိုတော့ဘယ်လိုမျိုးပဲပြုရင်ပြောင်းလဲရမလဲဟိုအဲ့လိုမျိုးသိရမလားသူများနဲ့ရှင်ပြီးတော့အဲ့လိုမျိုးပူလောင်နေရတာပေါ့အခုခေတ်အရာဟိုကလေ business သမားတွေရဲ့အဲ့လိုဟိုဟာတွေကိုရောက်နေလို့ထောင်ချောက်ထဲကို trap ဖြစ်နေရလို့ခံစားမိရဲ့သိလားအရင် business သမားတွေကအခုချိန်မှာအရင် business လုပ်လို့ကောင်းတဲ့အချိန်ကွာသိလားอืม အထူးသဖြင့်အမျိုးသမီးသုံးကုန်ပစ္စည်းတွေထုတ်တယ်အမျိုးသမီးအဲ
နဲ့ပတ်သက်တဲ့အရာတွေထုတ်တယ်ဆိုရင်တို့တို့ကအရန်ကိုအဆင်ပြေနေရခက်กว่าတည်လားဘာอืလို့လဲဆိုมတော့တခုခုဆိုရင် social media ရှိရလीเนาะ social media ကအဲအရန်ကိုပေါက်အောင်လုပ်လို့ရတယ် platform တစ်ခုလေဆိုတော့อืကိုထုတ်လိုက်มတဲ့ပစ္စည်းကိုအဲ influencer 3-4ယောက်လောက်နာမည်ကြီး influencer 3-4ယောက်လောက်ကိုဟိုဟာဖြစ်လိုက်တယ်ဆိုလို့ရှိရင်တနိုင်ငံလုံးတစ်တိုင်းပြည်လုံးတစ်ကမ္ဘာလုံးအရန်လိုက်သုံးကြတာလေอืมဟုတ်တယ်အဲဆိုရှယ်မီဒီယာအဲ့တော့ ကလည်းကောင်းကောင်းတာရှိသလိုအခုနောက်ပိုင်းမှာလည်းပေါက်တဲ့ကြတွေဖြစ်ပြီးတော့ဆိုးတာတွေလည်းဆိုးကျိုးတွေလည်းအများကြီးဖြစ်လာတယ်လူတွေကချင့်ချိန်ပြီးမစင်စားနိုင်တော့ဘာလို့လဲဆိုတော့အများရန် trend နောက်ကိုလိုက်နေရမယ်ဆိုတဲ့ဟာမျိုးပဲဖြစ်နေရလေอืအဲ့ဒါมလည်းအရန်ဆိုးရွားတဲ့အချက်ထဲမှာအခုခေတ်ရဲ့ဆိုးရွားတဲ့အချက်ထဲမှာပါတယ်ပေါ့နော်ဟုတ်တယ်အဲ့လိုတစ်ချိန်လုံး trend နောက်ပဲလိုက်နေရတာလေဒါပြီးရင်ဒါပြီးရင်ဒါပြီးရင်ဒါကိုကကိုအေးဆေးလေးဟူးဟိုဆူဖလေလုပ်လို့ပြောဘယ်လိုပြောရမလဲနည်းနည်းလေးအေးဆေးအသက်လေးချောင်းချောอืင်းရှူมပြီးတော့မှနာနာနေနေနေလို့မရအောင်အရန်ရောอืမြန်ဆมန်လုံးတဲ့လောကကြီးကြားထဲမှာသူတို့နဲ့ဟုတ်တယ် အတူတူကိုကနေရာရဖို့ဟိုလိုက်ကိုအရန်နေ အေးအေးဆေးဆေးတောင်လမ်းလျှောက်လို့မရအောင်ရန်နေပြေးလွှားပြီးသွားနေရဆိုတော့လေဟုတ်တယ်အဲအကြောင်းမလို့လဲဟိုဟာရတို့ပြီးခဲ့တဲ့ဘက်ကပြောသလိုကိုယ့်ရဲ့ emotion လေးကိုသိပြီးတော့မှဟို awareness လေးရပြီးတော့မှတကယ် self love ကိုရှာတွေ့နိုင်မယ်ဆိုလို့ရှိရင်တော့ဗောနော်အားလုံးကအေးဆေးငြိမ်းချမ်းမယ်တကယ်ကိုယ့်ကိုယ်လည်းပို့ပြီးသိလာမယ်ပို့ပြီး inner peace လေးရမယ်လို့ဒါဟိုရတော့မျှော်လင့်တယ်တာကရကအဲ့ဒီ self love အတွက်ကိုဘယ်လို practice လုပ်လဲကိုယ့်ကိုအာဟိုကတော့အဓိကကတော့ကိုယ့်ကိုယ်ကိုနားလည်မဲ့လူနဲ့တွေ့တာတို့ဟိုရလည်းအများကြီးအဲ့လိုမျိုးကြုံခဲ့ပူပါတယ်ကိုယ့်ကိုအများကြီး criticize လုပ်တယ်ဒါပေမဲ့ကိုယ့်ကိုယ်ကိုလက်ခံနိုင်ပြီးတော့ငါကဒီလိုမျိုးလေးပဲဒီလိုမျိုးလေးပဲငါကဒီလိုပုံစံမျိုးဒီလိုမျိုးလေးလည်းအဆင်ပြေတယ်ကိုယ့်ကိုယ်ကို accept လုပ်နိုင်လို့ရှိရင်ဘယ်သူတွေဘာပြောပြောဟိုဟာအဲ့လောက်ကြီးနားလည်းမယောင်တော့ဘူးလေอือหือတာရောအဓိက အတူတူပါပဲတားလည်းအဲ့လိုပတ်ဝန်းကျင်ဆွေမျိုးအဲ့လိုကြားထဲမှာအများကြီးအဲ့လိုခရက်တွေထားခဲ့ရရှိရပေါ့နော်အဓိကอืมအခုနရပြောလို့ပဲကိုကကိုလက်ခံပြီးတော့မှကိုကဒီဖြစ်တည်မှုကိုဖြစ်တည်မှုကဒါလေးဆိုတဲ့ဟာကိုလက်ခံပြီးလို့ရှိရင်ကိုအတွက်ကိုကောင်းတဲ့အတိုင်းဝိုင်းကိုရှာအဲ့ဒီအတိုင်းဝိုင်းထဲမှာဝင်ဆက်အောင်နေရဆိုလို့ရှိရင်ကိုအတွက်တော်တော်လေးအဆင်ပြေတယ်သိလားဟုတ်တယ်အဲ ဟုတ် toxic ဖြစ်တဲ့อืมနေရာအတိုင်းမှာဆက်နေဝိုင်းရှိရယ်နေရာอืมရှိရယ်အဲ့ဒီနေရာကိုရှောင်လိုက်ပေါ့နော်ဘာလို့လဲอืဆိုတော့มကိုကသူတို့ကိုသွားပြောင်းလဲပေးလို့မရဘူးလေอืကိုကကိုมဟုတ်တယ်လက်ခံတယ်ကိုဖြစ်တည်မှုလေးကိုကကိုလက်ခံတယ်อืม ကိုလက်ခံပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီလူတွေ toxic ဖြစ်နေရဆိုလို့ရှိရင်ရှင်းရှင်းလေးပဲအဲ့ဒီလူနဲ့ခက်ခွက်ခွာနေလိုက်ကိုမပတ်သက်လို့ရတဲ့လူတွေဆိုရင်မပတ်သက်နဲ့တော့ကိုယ်လက်ခံတဲ့ပတ်ဝန်းကျင်မှာပဲကိုနေလို့လက်ခံရှိရင်တဲ့ပတ်ဝန်းကျင်အရန်อืมကိုပြန်ပေးရုံဖြစ်တယ်ဆိုဘယ်လိုပြောရမလဲအဲ care ဖြစ်တာပေါ့နော်အေးပေါ့ care ဖြစ်တယ်ကိုလက်နားလေကိုပေးရဲ့ပတ်ဝန်းကျင်ပေါ့ကိုရှိကိုဖြစ်တည်ရှိတိုင်းလက်ခံမှုလေးကိုပေးနိုင်တဲ့သဘောကိုဖြစ်တည်မှုလေးကိုလက်ခံပေးရဲ့ပတ်ဝန်းကျင်မှာနေရဆိုလို့ရှိရင်ကိုလည်းစိတ်လုံခြုံမှုရတယ်ကိုအတွက်လည်းကောင်းတယ်อืมသူတို့ကိုလည်းအနှောက်အယှက်မဖြစ်ဘူးဘာလို့လဲဆိုတော့အဲ့ဒီပတ်ဝန်းကျင်ကလည်းကိုယ်လက်ခံထားတဲ့ပတ်ဝန်းကျင်ကိုအဲ့တော့သူဟုတ်တယ်တို့အတွက်လည်းအနှောက်အယှက်မဖြစ်ဘူးကိုယ့်အတွက်လည်းအနှောက်အယှက်မဖြစ်ရဘူးဟုတ်တယ်ဒါလူတိုင်းသာအဲ့လိုမျိုးတွေးနိုင်ရင်အရန်ကောင်းပါပဲเนาะဘာဖြစ်ဖြစ်တော့အခုအဲတာနဲ့ရနဲ့ဟိုဒီဗီဒီယိုလေးကနေပြီးတော့မှဟိုဟာဒီကြည့်ရှုနေတဲ့လူတွေအတွက် message တစ်ခုခုစဉ်းစားကြလေးတစ်ခုခုဖြစ်သွားမယ်ဆိုရင်ပဲတော်တော်လေးအကျိုးရှိပါတယ်ဟုတ်တယ်ဂျေနဲ့ဝမ်းသာမိရတာပေါ့နော်အဓိကကတော့အဲ့လို toxic ဖြစ်တဲ့ပတ်ဝန်းကျင်တွေကိုလည်းပေးချင်တဲ့ message က လူတိုင်းပေါ်မှာ judge မလုပ်ပါနဲ့ပေါ့နော်လူတိုင်းကသူ့ဖြစ်တည်မှုလေးနဲ့သူကသူရှိထားပြီးသားဘယ်သူမှ perfect ဖြစ်နေရလူဆိုတာမရှိဘူးပေါ့နော်ဟုတ်တယ်ဘယ်သူမှ perfect ဖြစ်နေရလူဆိုတာမရှိဘူးလိုအပ်ချက်လေးတွေကတော့အမြဲတမ်းရှိနေရပဲအဲ့တော့အထူးသဖြင့်မြန်မာနိုင်ငံကမြန်မာအတိုင်းဝိုင်းထဲမှာလို့တယောက်ကိုတယောက် judge လုပ်နေရတခုခုလုပ်မယ်ဆိုလို့ရှိရင်အဲဟိုကမလုပ်ပေးနိုင်ပဲနဲ့မမေ့ support မပေးနိုင်ပဲနဲ့อืมအမြဲဆွဲချတာတွန်းချတာမျိုးတွေမလုပ်ပါနဲ့ပေါ့နော်อืมဟုတ်တယ်အဲ့လိုမျိုးလေးပဲစဉ်းစားပေးနိုင်လို့ရှိရင်ပဲဒီရတတိတုရဲ့အစီအစဉ်လေးရနေပြီးတော့อือหือအများကြီးအထောအက်အကူကျိုးဖြစ်ဖြစ်မယ်လို့မယ်လို့ อืมလို့မျှော်လင့်တယ်သူတို့တွေးစရာတစ်ခုခုရသွားရင်တော့တော်တော်လေးမဆိုးပါဘူးอืมဟုတ်တယ်တာကြီးကဲအဲ့ဒါဆိုလို့ရှိရင်ဟိုငါတို့ရဲ့နောက်စကားတစ်ပတ်မှာပြောဝိုင်းလေးဒီမှာပဲရက်လိုက်မယ်လေနောက်တစ်ပတ်ကြာလို့ရှိရင်နောက်အစီအစဉ်အသစ်တစ်ခုနဲ့ထပ်တွေ့ကြမယ်လေနောက် อืม topic တစ်ခုနဲ့ထပ်တွေ့ကြမယ်ဟုတ်ပြီသားအဲ့ဒါဆိုလို့ရှိရင်ကျမကြီးယူဆိုင်နော်ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ရရလေကျမကြီး Q site ပါဟုတ်ပါပြီနောက်တစ်ပတ်မှာနောက် topic နဲ့ပြန်တွေ့ကြပါမယ်โอเคciao 好，à la à la prochaine prochaine